မုန်တိုင်းတွေကြော်ဖြတ်ရအောင်မယ်မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရွှင်လန်းချမ်းမြေ့ကြပါစေရှင်73ရက်3လ2026ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခရမ်းရိပ်ကထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝင်းဟင် channel မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မတူပီမြို့နယ်တနေရာသို့တရဦးလီတန်းမှတက်သောဂျက်ဖိုက်တာ2စီးဖြင့်မနက်8:20မိနစ်8:25မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ငဖဲမြို့နယ်တနေရာသို့နေပြည်တော်နေတဲ့နေ့တရဦးလေတန်းမှတက်သောဂျက်ဖိုက်တာ2စီးဖြင့်နေ့လယ်2:40မိနစ်2:43မိနစ်2:48မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှု3ကြိမ်ပြုလုပ်သွားခဲ့ပြီးမကွေးလေတန်းမှတက်သောဝိုင်တွဲစစ်ထားဖို့ဘုံကျဲလေရင်တစ်စီးဖြင့်မနက်8:23မိနစ်ခန့်ချိန်မှစတင်ပြန်ဝဲကာလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ပြီးမကွေးလေတန်းမှတက်သော Y8 စစ်တောက်ဖို့လေရင်2စီးဖြင့်မနက်10:09မိနစ်ညနေ4:45မိနစ်ခန့်ချိန်မှစတင်ပြန်ဝဲကာခရမ်းရိပ်ခါတုံများကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်ဖလန်းမြို့နယ်တနေရာသို့တရဦးလေတန်းနှင့်မကွေးလေတန်းမှတက်သောဂျက်ဖိုက်တာ4စီးဖြင့်မနက်10:48မိနစ်10:58မိနစ်17:14မိနစ်17:18မိနစ်17:20မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှု5ကြိမ်ပြုလုပ်သွားခဲ့ပြီးမိထီလာလေတန်းမှတက်သော Y8 စစ်တောက်ဖို့လေရင်တစ်စီးဖြင့်ညနေ4:53မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကာခရမ်းရိပ်ခါတုံများကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်။ကလေးမျိုးနယ်တနေရာသို့မုံရနာမခါမှတက်သောဂျာရိုကော်ပတာ3စီးဖြင့်မနက်17:34မိနစ်17:35မိနစ်17:38မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဒီချိုင်းမြို့နယ်တနေရာသို့တရဦးလေတန်းမှတက်သောဂျက်ဖိုက်တာ3စီးဖြင့်ညနေ4:24မိနစ်4:32မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မင်းကင်းမြို့နယ်တနေရာသို့တရဦးလေတန်းမှတက်သောဂျက်ဖိုက်တာ1စီးဖြင့်ညနေ4:35မိနစ်4:36မိနစ်4:38မိနစ်ခန့်ချိန်တို့တွင်လေကြောင်းတိုက်ခတ်မှု3ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောက်ဖြူမြို့နယ်တနေရာသို့တရဦးလေတန်းမှတက်သောဂျက်ဖိုက်တာ1စီးဖြင့်ည7:48မိနစ်ခန့်ချိန်တွင်လေကြောင်းတိုက်ခတ်မှု2ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနေရာသို့မိထီလာလေတန်းမှတက်သော Y8 စစ်ထောက်ဖို့လေရင်တစ်စီးဖြင့်နေ့လယ်1:35မိနစ်ခန့်ချိန်မှစတင်ပြန်ဝဲကာခရမ်းရိပ်ခါထုံများကျဲချထောက်ပို့သွားခဲ့ကြောင်းသိရှိရပါသည်73ရက်3လ2026ရက်နေ့တွင်အကြံဖတ်စစ်ကောင်စီအနေဖြင့်တရဦးလေတပ်နေပြည်တော်မကွေးမြစ်ကြီးနားမိထီလာဟောင်းမလင်းလေတပ်များမှဂျက်ဖိုက်တာ Y12 Y8L410 ဂျန်ရိုကော်ပတာနှင့်ပါရာမော်တာများပြန်တက်မှုအကြိမ်ကြီး24ကြိမ်ခန့်ရှိခဲ့ပြီးစကိုင်းတိုင်းကချင်ပြည်နယ်ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့တွင်လေကြောင်းတိုက်ခိုက်ပြန်တက်မှု25ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေအများမှကာကွယ်နိုင်ရန်ဝေရင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနေမရှိသက်ဆိုင်ရာဒေါ်လာရင်းအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝင်းဟင် Channel မှလက်လန်းမီတလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခတ်မှုများလည်းကြန့်ရှိနေနိုင်ပါသည်မိဘပြည်သူများအနေဖြင့်လေရင်ပြတ်တန်းသည့်သတင်းနှင့်လေကြောင်းတိုက်ခတ်မှုများကိုသိရှိရပါကဝင်းဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သော App ဝင်းဟင်စကောက်ဘို့သို့ဆက်သွယ်သတင်းပေးဖို့ကြပါရန်မြစ်တာရက်ခံအပ်ပါရရှင်ယခုကဲ့သို့လေကြောင်းတိုက်ခတ်မှုသတင်းများနှင့်လေကြောင်းဆိုင်ရာဆောင်ရွက်သတင်းများနေစဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝင်းဟင် YouTube Channel အားလိုက်ရန် Subscribe ပြုလုပ်ထားပေးကြပါအောင်နော်မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်